ဒုံးရွှေဆိုတာတဲ့ဘယ်နဲ့ပဲရည်လဲတဲ့အဲ့တော့ဒုံးရွှေနဲ့ပတ်သက်ပြီးတော့ပြောထားတာတယ်နော်ထပ်ပြီးတော့ပြောပေးမယ်ချစ်လို့ဒုံးရွှေရကြတော့စူဇန်တို့ပဲရည်တီကြမရှိဘူးဒါပေမဲ့ဒုံးတွေကမကောင်းတဲ့ထဲမှာအများစုပါတယ်ရွှေတဝက်ကြီးတဝက်တွေအရမ်းများတယ်စူဇန်တို့ဒုံးရွှေတာပြောရမယ်ဆိုလို့ရှိရင်အပေါင်ရှုံးရွှေတွေပေါ့နော်အပေါင်ဆိုင်မှာပေါင်းတယ်လာမရေတော့တဲ့အခါသို့မဟုတ်အပေါင်ဆိုင်မှာဂျင်းထည့်ပြီးတော့တဲ့အခါအဲ့လိုမျိုးတွေမှာရှုံးသွားတဲ့ရွှေတွေကိုယ့်ရဲ့ဆိုင်ကိုရောက်လာပြီးတော့ရွှေဆိုင်ကိုရောက်လာပြီးတော့ရောင်းတဲ့အခါမှာရွှေရည်တွေစုံပြီးတော့စုနေတာကိုကျတို့ဒုံးရွှေလို့ခေါ်တာဖြစ်ပါတယ်ဒုံးရွှေတွေက15ပဲရည်လည်းတွေ့ရတယ်14ပဲရည်လည်းတွေ့ရတယ်73 17 17ဒါအပြင်10ပဲရည်တို့9ပဲရည်တို့10ပဲရည်တို့3ပဲရည်တို့အများကြီးပဲအဲ့တော့ဒုံးရွှေတွေဒီကောင်းတဲ့အုပ်စုထဲမှာတော့မပါဘူးပါခင်းရင်တော့အနေချင်းပဲပါတာဖြစ်ပါတယ်အများစုကတော့ရွှေတဝက်ကြီးတဝက်ရောကြတာများပါတယ်ဒါကြောင့်မို့ဒုံးရွှေတွေစုမယ်ဆိုရင်အာမပေးပါဘူးမစုပါနဲ့ကိုယ်အနေနဲ့စုမယ်ဆိုရင်တော့အခောက်တုံးတွေစုပါဒီလိုမှမဟုတ်ပဲနဲ့ဝတ်ပြစ်လိုက်မယ်ဆိုရင်15ပဲရည်ထည့်မျိုးဆိုတာရွေးချယ်ပါလို့ဗီဒီယိုတွေနဲ့မျှဝေပေးချင်ပါတယ်ဒုံးရွှေတွေကကြတော့ငွေပမာဏနည်းနည်းနဲ့ရွှေဝတ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဥပမာအလှတစ်ချက်ဝတ်ရုံလောက်ပဲသင့်တော်တာဖြစ်ပါတယ်အကျဉ်းဝတ်ဖို့ဆိုရင်ကြာရင်အယောင်ကျတာရွှေကွက်သွားတာညို့သွားတာမျိုးတွေဖြစ်တတ်တယ်နော်သတိထားဖို့အတွက်မျှဝေပေးချင်ပါတယ်ကျေးဇူးပါ